ဒီနေ့ကတော့ FMI Finger Lake View မှာတည်ရှိတဲ့အင်္ဂလုံးနဲ့ခန့်ကမိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်။အိမ်ထဲကိုဝင်ချင်းမှာတွေ့ရမှာကတော့အေကမ်းမှာပဲဖြစ်ပါတယ်ခင်ဗျာ။အေကမ်းမှာကတော်တော်လေးကြေတာကိုတွေ့ရပြီးတော့အလင်းအားနဲ့လေဝင်လက်ထွက်ကောင်းတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။အေကမ်းမှာတဲ့ကိုရှောက်လိုက်မယ်ဆိုလို့ရှိရင်တော့တွေ့ရမှာကဖျားခဲမဲ့ဖြစ်ပါတယ်။ခမ်းမကျေပုံစံဖြစ်တဲ့အပြင်အဲကွန်းတက်စင်မိရပြကြမို့လို့အိတ်ချက်တီကိုစောင့်စီမဲ့ဖျားခံတစ်ခန့်ပဲဖြစ်ပါတယ်။ဒါကတော့ကေချိုင်ပဲဖြစ်ပါတယ်ခင်ဗျာ။လင်းလက်ထွက်ကောင်းမှုမီကျေဝန်းတဲ့အခန်းတွေရှိတာကတော့ဒီအိမ်ရဲ့ထူးခြားချက်တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုလို့ရှိရင်ခန်းတော်အပေါ်ထက်ကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ပါ။အပေါ်ထက်ချင်းမှာတွေ့ရမှာကတော့အေကွန်အိမ်သာရေးချိုးခန်းပါပြီးသားမာစတာဘရုံးခန်းတစ်ခန်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။မာစတာဘရုံးရဲ့ရှိတဲ့မှာတော့စင်ငယ်ဘရုံးခန်းတစ်ခန်းကိုတွေ့ရမှာပဲဖြစ်ပါတယ်။အလင်းအားကောင်းမှုမီလေဝင်လက်ထွက်အရန်ကောင်းမှုနေတာကတော့ဒီအိမ်ရဲ့ထူးခြားချက်တစ်ချက်ပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအပြင်ဝရန်နာလေးကလည်းပါရှိပါသေးရဲ့ခင်ဗျာဒီမှာဆိုလို့ရှိရင်ဖျားစိတ်တစ်စင်ကိုလည်းထပ်မံပြီးတော့ထည့်သွင်းပေးထားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီခန်းကတော့ဒီအိမ်ရဲ့လုံးဝအမိမိုက်ဆုံးမာစတာဘရုံးကြီးပဲဖြစ်ပါတယ်အဲကွန်နှလုံးတက်ဆင်ပေးထားပြီးတော့နိုင်ငံကက်ဘီရိုတွေအိမ်သာရေချိုးခန်းနေနဲ့လုံးဝမှမိမိုက်နေတဲ့မာစတာဘရုံးခန်းတစ်ခန်းပဲဖြစ်ပါတယ်ဒီမှာလည်းထုံးစံအတိုင်းပဲဝရန်နာလေးပါပါသေးရဲ့ခင်ဗျာဒါပြင်မနက်ခင်းစောစောကြီးနေ့လည်ခင်းညနေခင်းနေနဲ့ညပိုင်းတွေမှာအေးအေးဆေးဆေးအနားယူပန်းပြလို့ရမယ်မင်းဝရန်နာကြီးကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒီလိုမျိုးထူးခြားပြီးတော့စမ်းသစ်တဲ့အိမ်မျိုးကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ခန်းတို့ရဲ့များစရာ Facebook page Messenger လေးသင်ဆက်သွယ်နိုင်တယ်လို့ခေါ်ပတ်ထားတဲ့ဖုန်းနံပါတ်တွေအရင်သင်လဲဆက်သွယ်သုံးသပ်မိနိုင်ပါတယ်ခင်ဗျာ